ရေမွေးရေးဆန်းတဲ့အချိန်မှာ floral ရေမွေးဆိုလို့ရှိရင်မိုးညီမနှစ်ယောက်ဆိုလို့အရင်ကြိုက်တဲ့ brand တစ်ခုပဲရှိတယ်အဲ့ဒါကြတော့ဒီ Marc Jacob ရဲ့ DC ပေါ့နော်ဒီ Marc Jacob ရဲ့ DC line ကအရန်နာမည်ကြီးရယ်ငငယ်ကလေးရအရန်ပေါက်တယ်နော်ဒီ original DC ဆိုလို့ရှိရင်ဒါဆိုကုန်သွားပြီပြီးတော့မိုးစီမှာ DC Blush ရှိရယ်နောက်ပြီး DC Sunshine ဆိုပြီးတော့ဒီ3ခုရှိရယ်ပေါ့နော်ဒီ DC line ကိုဘယ်လောက်တောင် crazy ဖြစ်လဲဆိုဒီ3ခုစလုံးတော့ဝယ်ထားရတဲ့အထိပါကိုကိုရိုင်းလည်းတကယ်သုံးလို့ဒီမှာဒါဆိုလို့ရှိရင်တော့တော်တော်ကုန်နေပြီပေါ့နော် DC ကိုဘယ်လောက်ကြိုက်လဲဆိုလို့ရှိရင်ထွက်သမျှအယောင်တွေကိုလိုက်စုပြီးရဆွတ်တဲ့အထိပေါ့နော်ဆိုတော့မိုးရဲ့ plan လေးအခုကကြတော့မိုးစီကို DC ရဲ့အသစ်ဆက်ကလေးတစ်ခုရောက်ထားတယ်ပေါ့နော်အဲ့ဒါလေးကကြတော့ဒီ Marc Jacob DC ရဲ့ Shine Edition ဆိုတဲ့ဟာလေးကိုဒီကောင်လေးကိုအနံ့ဖောက်မယ်ပြီးအနံ့ဆန်ပြီး customer တွေကိုဒီကောင်လေးတစ်ခါရဲ့ဒီကန်ခွဲရောက်ဖို့အတွက်ကိုစဉ်းစားထားရတယ်ပေါ့နော်ဆိုတော့ဒါလေးတူတူဖောက်ရအောင်ရွှေရောင်လေးဆိုတော့ဘလို့အနံ့လေးဖြစ်မလဲတော့မသိဘူးကိုကောင်3ခုစလုံးကတော့အမြဲဆန်းနေကြနန်းတည်ရပါတော့အသေးလာတယ် Oh my god လာလိုက်တာရွှေရောင်အသေးလာတော့နော်အသေးလာအမားတို့ရေမလဲအောင်ချင်ရွှေရောင်ကိုင်းနေရတယ်လို့ပဲ Oh my god အရှင်လာတော့ပဲမားရေမလဲအောင်ကြည့် cap ဟိုဒီပန်းရောင်တော့ဆိုလို့ရှိရင်ပန်းရောင်လေးစီ fresh တောင်ကကြတော့လူရောင်စုံလေးဒီနေ့ဒီစီတော့ကြအဖြူဒီကောင်ရွှေရောင်လေးလာလိုက်တာတောင်းတော့မရောချင်တော့ Okay အနက်ဆမ်းမယ်ပလင်းလာတော့ဟုတ်ပြီအနက်နေရကိုကောင်လေးနဲ့တူလာကွဲထွက်လာဆိုတာလေးကိုစမ်းကြည့်ကြမယ်ဘယ်မှာဖြစ်ရင်ကောင်းမလားဒီပလင်းခွန်လေးမှာပဲတစ်ချက်ဖြန်းကြည့်လိုက်မယ်သူ့အနက်ကလေဒီ fresh ဖြစ်တဲ့ daisy ထက်တောင်ပိုပြီးသွားလေ fresh ဖြစ်တဲ့ဘက်စီသွားတယ်အရန်ကောင်းတယ်ဟိုလေ floral အရန် crazy မဖြစ်ဘူးဆိုရင်မိုးတော်မှာဒီကောင်ကြိုက်တယ်ပေါ့နော်မထီရမကိုင်းရကလေးပလင်းလေးရအစားလေဒီအနက်ကလေမရတော့အမတို့အရန်ကောင်းနေပြီစက်ကူကနေဖြတ်အားမရအောင်သားမှဖြတ်မယ်ရန်ကောင်းတယ်ဘလူးလွေနဲ့လိုက်မယ်ဆိုလို့ရှိရင်လေအဲ့လိုငန်းခွင့်ဝင်နေရမမရေနောက်ပြီးတော့မနက်ကိုအစိုးရထားတဲ့လူတွေနဲ့အရင်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့လေသူ့ရဲ့အနံ့လေအဲ့လိုရှူလိုက်တာနဲ့လူကလည်းတစ်ချက်အဲ့လိုလမ်းသွားတယ်ကွာဒီ original DC နဲ့သူနဲ့အရန်တော့မကွာဘူးသူကနည်းနည်းပို့ပြီးတော့ပို fresh ဖြစ်ပြီးတော့လေပို့ပြီးနည်းနည်းလေးပင်ပင်နဲ့ vanilla လည်းပါတယ်ပုံမှန် original DC မှာမိုးအထင် vanilla မပါဘူးနဲ့တွေ့မနေ့အိမ်ရနုံနုံချင်းကွာလို့အလုပ်သွားဖို့ပြင်ဆင်နေတဲ့အချိန်ဘယ်သူမှစိတ်မကြည်ကြဘူးလေသိရမလားအလုပ်သွားတော့မစိုးရိမ်လက်ထားတယ်အေးရလည်းမဝဘူးလူကတိတ်မလန်းဆန်းနေဘူးအဲ့လိုအချိန်ကျဒီကောင်ကောက်ဖြန်းလိုက်လောကခေါင်းနေကြည့်ပြီးတော့တတိကောင်လုံးလို့ဖို့အရင် motivate ဖြစ်မှန်းနဲ့လို့မမြင်တယ်ပေါ့နော်ပန်းနံလည်းပါတယ်ပန်းနံဟိုမှာကွာအဲ့လိုမျိုးဟို luxury အရင်ဖြစ်တဲ့ပန်းနံမျိုးမှာအဲ့လို zesty ဖြစ်တဲ့ citrus note လေးနဲ့ရောပြီးတော့ dry down မှာ vanilla တို့ sandalwood တို့လိုအနံ့လေးပါတယ်အဲ့အတွက်ဒီကောင်ကလေမိုးနဲ့ပြောသလိုလုပ်ငန်းခွင်ဝင်တဲ့မမတွေအလုပ်သွားရတဲ့လူတွေနောက်မနေ့အစိုးရထားပြီးကြောင်းသွားရတဲ့ကြောင်းသားတွေဆိုလို့ရှိရင်ဒီနဲ့အရင်ကြိုက်လိမ့်မယ်။လိုက်တာနဲ့ကွာဒီလားလို့ငါထားရမယ်ငါဒီနေ့ငါရဲ့ဘဝမှာအရေးကြီးရလှုပ်စီရအများကြီးရှိသေးတယ်။ငါအိတ်နေလို့မရအောင်ငါပြင်းနေလို့မရအောင်ဆိုရယ် feeling မျိုးပေးလိုက်မယ်အဲ့လိုလောကလူတက်ကြွလန်းဆန်းပြီးကွာဒီလားလို့အားအပြည့်နဲ့လို့တက်ကြွနဲ့ကြိုးစားခြင်းနဲ့စိတ်ဖြစ်လာတယ်။ကျင်းမချိုနေဘူးတချို့ပန်းနဲ့နေရှိပန်းနဲ့အရင်ထောင်းလာအဲ့လိုမျိုးလုံးဝမဖြစ်ဘူးပေါ့နော်။နောက်ပြပြငငလေးနဲ့အဲ့လိုရင်ကြည်ကြည် elegant ဆန်လေးရင်မွေးလိုချင်တယ်။အနက်အရန်လည်းမပြင်းရအောင်ဒါပေမဲ့အနက်ဆွဲရမယ် dry down မှာ vanilla လေးပါတဲ့ပုံမှာခုနမို့ original DC ကိုမှနည်းနည်းပို့ပြီးတော့ strong ဖြစ်သွားတဲ့ပုံစံသွားပန်းနဲ့ရင်မွေးတင်းတင်းငငလေးကိုမှဒီကောင်ကကြတော့အနက်ဆွဲစီရ version လို့ပြောရမယ်နဲ့တူတယ်လုပ်ငန်းခွင်နဲ့ appropriate ဖြစ်တဲ့အနက်လည်းလိုချင်တယ် everyday လည်းသုံးလို့ကောင်းအောင်မယ်ရာသီဥတုပူတွေလည်းခေါင်းနောက်စီရတဲ့အနက်မျိုးကိုလိုချင်တယ်ဒါပေမဲ့အနက်လည်းဆွဲချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ယူပါအရန်မိုက်ပါတယ်အမတို့ပလင်းလိုက်လိုချင်တဲ့လူတွေလည်းမို့စီပြက်တွေလာတော့မေးပေါ့နော်ဒါပေမဲ့လောစဒီကောင်မူဒီကန်ခွင့်အောင်ပေးပါမယ်သူက 100ml ပါတယ်အဲ့လို DC ကို collect လုပ်နေလို့ဆိုဒီကောင်ဝယ်ပါလို့ပလင်းရလေးထိုင်းကြည့်နေုံနဲ့ကိုတန်နေပြီဒီလားအဲ့လိုကိုယ့်ရဲ့မှန်ဒီကိုလည်းမတင်တော့တော်တော်လားအဲ့တော့ဒီကောင်ကိုဒီကန်ခွင့်အောင်မယ်စီက 10ml ကို4000ကျော်လေးနဲ့ရပါမယ်အဲ့တော့လိုချင်တဲ့လူကစီပြီးအမြန်လာပါဟိုဒီဗီဒီယိုညဘက်ရိုက်တာတော့မှလေအဲ့လိုလူကရှူပြီးတော့လေလို့ motivate တွေရပြီးလူကအားတွေတက်ပြီးတော့တက်ကြွပြီးတော့Okay ငါအလုပ်ကြိုးစားတော့မယ်ခုချန်စားပြီးဗီဒီယိုရဲ့အမြဲတောက်ချရတော့မယ်ဆိုပြီးတော့ချစ်ချင်းအားရတက်လာရဒီဖြစ်တယ်ပေါ့နော်အဲ့လိုခံစားရတော့10နဲ့မယ်လို့ဒီနဲ့လူအမြန်စီပြီးလာခဲ့ပါအများကြီးမရှိပါဘူးเนาะ